လိုပြောလားကိုရဲလို့စီပါချရကိုကြီးပြောလားမေးကြည့်ဒီမှာတော့လားအဲ့တော့ပြောတယ်ပြောနေနော်တို့ရဲရောနော်ဒီမှာတော့အားရှိရနော်ကိုရဲအားရှိရချရမုံနေအားရှိရကိုကာစီဆိုင်ရှိရချရကိုမြင်းငယ်စောင့်ရှောက်နေလားအကိုကြီးကိုစောင့်ရှောက်သလားဘာကြီးစောင့်ရှောက်ဘာကြီးတင်းပေးတော့ဘာတွေပြောပြတော့ဖုန်းပြောပြဘုန်းကြီးခေါ်လက်ဟုတ်ချီနော်လက်သက်တွေကြိုက်ခေါင်းဆရာမကြီးလက်သက်ကြိုက်ခေါင်းနော်ပြီးရင်လက်သက်ကြိုက်ခေါင်းအဲ့လိုနဲ့ခဲပဲပြောတမပါတယ်တရားတဲရချတာကြီးရှာပါစီရှာမတီဗီရာကြီးရှိရချတာကျောင်းမှာဘာဖြစ်တယ်တီဗီရှိရတီဗီတွေအားရှိတီဗီကနှလုံးရှိရပါကွာကိုရင်နေကြည့်ဖို့ဥပုံနေကြည့်ဖို့လို့အကိုကြီးကိုပြောပြလောက်ညီလေးမဟုတ်ဘူးအကိုကြီးနော်တီဗီနှလုံးရှိတယ်နှလုံးတော့သုံးလုံးပါကိုမင်းကိုရင်ဟာဟုတ်တယ်လို့ပြောလားမေးလားပြောလားမေးလားပြောလားပြောပါပြောသွားပြီညဘယ်နာအိတ်တောင်မေးလားနာပဲရတဲ့အေးရတိုက်ကိုရတဲ့အေးရပြောနေနော်ပြောနေနော်ဒီနေ့ရေချိုးနော်ကိုရင်မြင်းကြီးကခုနကသင်္ကန်းပေးမလို့အင်ကြီးပေးမလို့ဆိုဘာပေးမလို့ဘယ်လိုဟာတော့အင်ကြီးပေးမလားကိုယူပေးမလားကိုကြီးပြောလာအင်ကြီးပေးမယ်အင်ကြီးပေးမယ်ကြားရအင်ကြီးချီရညီလေးချစ်လားမေးတယ်ပါဦးညီလေးချစ်တယ်ဖက်ချစ်ဖက်ဟုတ်တယ်ဘုန်းကြီးခေါ်ရဘယ်လိုလားမှာပြောလားကျောင်းတီဗီလာပါပြောလာလို့ကိုကြီးပြောလားကျောင်းတီဗီလာပါကြားလားဘုန်းကြီးခေါ်ပြီလူရောက်ချဲအဲ့ဝကြားရမှာကြားရကိုတူနော်ဖက်ဘာမဖက်တွေပါတဲ့လို့ပါပဲဆရာကြီးဖက်တွေပါလေအတဲ့ဖြစ်နေပါပြီပြောင်းမြမဟုတ်တော့ဘူးတော့ဆရာမကြီးတော့လက်သက်ညက်ခိုင်းနေတော့တော်ပြီတော့